ဒီမဲ့ဒါကိုကျမတို့ကလကားလာတယ်ပြီးတာလကားလောက်တာလားနားမလဲဟာနေကြတယ် ဘာလို့အဲ့လိုရိုင်းရိုင်းပြော နေလည်းလာတရားလာမပြောနေဒီသုံးမင်းအခါလိုက်ရမလိုက်ငါနားမလဲ ဘာလို့အဲ့လိုဆက်ဆက်တွေလဲတုံတာ နေတော့တော့အတော်ရနေသုံးမင်းမရောက်ကြလေ ဟုတ်ဒါဆိုကျမဟိုနားလေးကဘာလို့ကူတရားတော့လို့ဘာလို့သုံးမင်းကျမတွေတော့ ငါတရားဆိုလို့ရှိ ငါစီကလိုက်တာမဟုတ်ဘူးကျမတို့ကလည်း နေတော့ပေါက်လာလို့ငါဒီဒီလားတော့ကြက် တရားချလိုက်လေ တော့လာလို့ငါ တရားတော့ချလိုက်လို့လှုပ်ချင်လှုပ်ရရင်နော် တော့ချမှာ လှုပ်ချင်လှုပ်လို့ရရင်နော်ဘာလို့ကျမဆက်ဆက်တုံတာ ပြောနေငါ ကျမကတိအောင်လို့အဲ့လိုပြောပြနော် နေတော့အစားရလာမသိနေ အေးဟာ ပေါက်လာငါ တရားကပြောရကဲအဲ့တော့တိအောင်လို့ပြောပြဟုတ်အာတိအောင်လို့တော့ဒါတိအောင်ဟုတ်တိအောင်လို့ အစားရလာမသိနေလို့ငါပြော အေးဟုတ်တယ်ဟုတ်တယ် ငါလိုက်ရသူအငါတော့ပဲရှိတယ်သုံးမင်းဆရာပေါလို့သုံးမင်းဆရာပေါလို့ ဟုတ်တယ်ကျမအငားလို့ပြောဟုတ်တယ်အေးပြော ဆောက်စကားလာမျိုးနဲ့ဆောက်ဖုံးနေတော့ကိုလာမျိုးနဲ့ ဟုတ်ဒါဟိုလှုပ်လားချမလားချဆိုလဲချပြီမလား ချက်လေ ဟောကျမမချနိုင်ဘူးနော်ကိုချနိုင်ဘူးအကြည့်လိုက်မကျမဆက်ဆက်ဒီလဲတုံလို့မိုင်းလားကျမတိအောင်လို့ ဟိုချက်ဘောင်းလို့လေ ဆွေလို့မပါဘူးနော်ရှင်းနေတို့ပြောလို့ပြောရသေးလား မဲရှင်းတော့နေရောက်နေဆွလေနေရောက်ဆွလေ ကျိုးရဲ့ဒီလိုပြောတာကျမသိလား မအဘူဆိုင်အောင် အဲ့ဆက်ဆက်ဒီလဲတော့ကျမလုံးလို့လေကြည့်လာအောင်လို့ကျမတိအောင်လို့နော်ကြည့်လာအောင် ဒီကတော့မသိ ကျမတွေးဘူးကြည့်လာ နေချလို့ပြောပြပါ ကြ တ ည့် ယ် လာမရန်ကျဆက်ဆက်ကောင်းတယ်နော်ကျမတိအောင်လို့နော် ဗီဒီယိုရိုက်သေးတယ်ကွာပါပါ ဟုတ်ဒါကျမမန်းနဲ့တိအောင်လို့လေလူတွေတိအောင်ကျမပြောပြရမယ်လေ ပြောမလေးဆောက်ပြီးကိုမဆိုင် ကြည့်လာအောင်လို့ကျမရန်နေတွေ့နေရလို့မိုင်းအကြီး ပြောရရှိရခွေးပါ ဘာဘူးကျမတို့ကပြောရင်လူယုံမှာမဟုတ်ဘူးယုံအောင်လို့ကျမကပြောပြအောင်မယ်လေ ခွေးစကားရှိရခွေးစကားစောက်စစ်မရှိရပုံစံနဲ့ ကြည့်လိုက်ကျမတို့လည်းခွေးတယ်ကြိုးဆောက်စီမရှိရတယ်မပြောတော့ကျမကခလေးနော်ခံနေနော် မချလို့ပြောမချောက်တယ်ပြော ဘာရောသူကတဲခိုင်းနေတာ အေးဟိုတဲ့ခိုင်းတာသူလားတဲ့အဲ့ဒါကိုလာပြီးတော့မယ်ဟိုကလို့ပေါ့ဒီကလို့ပေါ့လာလို့နေ ဟောကျမကိုမိုင်းဒီက မရောက်ပြီးသား ကျမပြောမယ်အိမ်ထဲတော့ညီမလေးကလာကူမပြီးပါဆိုလို့ကျမကူမပြီးရနော်နှစ်ယောက်တူ ပါလေသုံးမိတ်ဆရာကူ အကိုကြီးလို့ရှင်းနေနေတွန်းပြပါအောင်နောက်ပြားလေးနေလို့ဆိုအောင်မလုပ်နိုင်ဘူးတဲ့သုံးမိန်းသမားတဲ့သုံးမိန်းသမားပဲညီသုံးမိန်းတိုင်းစားတာတဲ့အဲ့လိုပြောတော့ကျမတို့အဲ့လိုပြောကျမတို့ကရန်သူတွေလားလို့ဘာဖြစ်နေရတော့လို့ အပူကြီးသူကဒီမောရဲ့ပုံစံကြည့်အောင်ဟုတ်လား ကျိုးရဲ့ ဒီဆောင်မလာနဲ့ခါခါ ကျမတို့ကတိအောင်လို့ကျမတို့ကြည့်တယ်တက်တက်လုံးမလာနဲ့အမကြည့်လိုက်ကြည့်တာ မအောင်မှတ်တာ ကြည့်လိုက်အမ ဘခုချမ်းလာမချောက်တာပြောအပူမျိုးချမ်းလာကူသွားနေချမ်းလာမချောက်တာပြော အချားဦးလေကျမတော့မချကျမချတယ်ချမယ်ဘူးမတန်ဘူးကိုကြီးကချဆိုရင်ချလေ မဟုတ်ဘူးငါအပူတော့နေချမ်းမှာ မိုင်းဘလို့တော့ပြောကျမပြောရင်ဆိုးလိမ့်မယ် မဟုတ်ဘူးနေအပူတော့နေတော့နေတော့နေတော့ပြောအပူကငါတို့အပူပြောတယ်အပူပြောနေကြည့်ဆောက်တော့ အေးပါ ဆောက်တော့အပူပြောနေဘာလို့ပါလို့ဒီကချမ်းမှာမချောက်တာပြောချပြီး ညီမလေးကဘာလုပ်ချင်တာ ပြဘာလို့ချင်အောင် ကျမတို့တက်ခိုင်းလို့တဲတာရှေ့ကိုတိုးချင်တာနောက်ဖြာကြီးမလို့ရှေ့ကိုတိုးချင်တာအဲ့ဒါရှေ့ကိုတွန်းပြခိုင်းတာတို့နှစ်ယောက်တွန်းအောင်တဲတော့လည်းနှစ်ယောက်တဲတာမိုင်းအခုကိုကြီးနည်းနည်းတွန်းပြအောင်ဆိုတာမတွန်းနိုင်ဘူးနေသုံးမိန်းသမားအဲ့လိုပြောနေတာမပြောတော့ဒါဒီမှပါပြီးသွားပြီမပြောတော့ဘူး ခွေးကတော့လေးပြောမှာမဟုတ်ဘူး အဲ့လိုပြောတာကျမတို့ခွေးကဒါနဲ့တော့လူတယောက်ကတိုင်းတာတစ်ခုရှိတယ်နော်ကိုကြီးဒါနိုင်ငံတကာတိအောင်ကျမလုပ်ပြီမယ်နော် ဒီတော့ရောက်ပြီလာဒီတော့တော့တင်ဒါဒီဟိုဝေးဘူးမတုံးနိုင်ဘူးဘောပေါက်လာဒီလောက်လေးဘူးမတုံးဘူးနေအချလေလွယ်ဒီကိုကိုပြောကြတာတုံမတုံးကမှချရတယ်လေကိုကြီးမတုံးနဲ့မတုံးနဲ့အောင်ပြောတာချလွယ်အောင်လို့ဟိုဘက်ဒီကြတာမြေကြမ်းတုံးအစနေကြမ်းတုံးနေရမယ်အကုန်လုံးဘောပေါက်လာကိုဒီကတဖူးတော့နားလေအောင်လို့နင့်ကိုပြောတာနော်လုံးတော့နားလေအောင်လို့အပူရင်လုံးနဲ့နင့်ဒီအောင်ပြောပြဟိုရုပ်ဘောရတယ်ကွာမချုံမချုံ သွားပါတဲ့ပါစကားတွေ ငါ့ရှိရထွက်သွားပေါင်းနေဒီကောင် တော် ဆောက်ပါမငါ့ရှိရတော်တော်မဆက်တယ်ဘူး ရတယ်မလားအဲ့တိုင်းဆိုဟိုကဖြစ်တယ်မလားတော် ဘောဘောဘူးအဆောက်တော့ဆောက်တော့ဆောက်တော့ မလို့ဘူးတင်တိုင်းနဲ့တိုးပြနေတယ် ဟုတ်တယ်ဟုတ်တယ်ဟုတ်တယ်ငါလည်းမတော့ဘူးခင်ဗျားတို့ဟုတ်တယ် ရှင်းနေတိုးချင်တာလားညီမလေးက ဟုတ်တယ်မရှိဘူး ရှားတယ်မာကြီးစင်ပြအောင်လုပ်မယ် တောက်ချင်း ဒီလားစင်ပြအောင်လုပ်မယ် တောက်ချင်းမရှိလားလို့ဟာ